ဒီနေ့ဒေါ်နေကြီးကပပကြီးပဲကကြော်များကိုစမ်းတက်ပြီးကြော်ပြပေးတော့မှာပဲဖြစ်ပါတယ်ပထမတစ်ခါကြော်တော့ကထူလပိန်းဖြစ်သွားလို့ယခုတစ်ခါပပကြီးလေးရအောင်ဂယူးဆိုင်ပြီးကြော်ပေးတော့မှာပါဒေါ်နေကြီးတို့နေရမှာအကြော်မုတ်မရှိတဲ့အတွက်ကိုယ်တိုင်ဖြော်ဆက်ရပါတယ်ဒေါ်နေကြီးလည်းညံကောင်းပြီးအိမ်မှာရှိတဲ့အမုတ်မျိုးစုံကိုယခုဖော်ပြထားတဲ့အချိုးတိုင်းရောဆက်ပြီးကြဲကြဲလေးဖြော်ထားလိုက်ပါတယ်မြန်မာပြည်ကရွှေလိပ်ပြအကြော်မုတ်နဲ့ဆိုရင်ကတော့အစင်သင့်ရေလေးနဲ့ဖြော်ဆက်လိုက်ရုံပဲပေါ့ကလပဲကိုကတော့တညလုံးရေပွားအောင်စိန်ထားပြီးမနဲ့ရောက်မှရေချောက်အောင်စစ်ထားလိုက်ပါတယ်ရေစိန်ပြီးပွားနေတဲ့ကလပဲလေးတွေကိုမုတ်နစ်ရေတွေကိုထည့်ပြီးမွေပေးလိုက်ပါတယ်ပပကြီးလေးရဖို့အတွက်ဆိုလို့ရှိရင်မုတ်နစ်ရေကိုဒီလောက်အနေထားလေးရအောင်ပပလေးကြဲကြဲလေးဖြော်ပေးရပါတယ်ဒါဆိုရင်ကတော့ကြော်ဖို့အစင်သင့်ဖြစ်နေပြီမို့အိုးထဲကိုစီထည့်ပြီးစီပူလာတာနဲ့တခါတည်းထည့်ကြော်လိုက်ပါတယ်ဒေါ်နေကြီးကတော့စီရီစင်ပါဆိုးလို့အဖုံးလေးအုပ်ပြီးတော့မှကြော်ဖြစ်ပါတယ်မီးအမ်းပြင်းလို့ရင်မီးတူးတော့တာမို့လို့မီးအေးအေးလေးနဲ့ပဲစပြီးကြော်ပေးတင်တာပေါ့နော်ကြော်ထားပြီးသားအကြော်တွေကိုဒီတိုင်းပစ်ထားလို့မရပါဘူးခဏခဏဟိုဘက်ဒီဘက်လန်ပေးရပါတယ်အိုးထဲကိုစားထည့်လိုက်တဲ့အခါမှာတော့ဒီမုတ်နစ်ရေတွေအားလုံးကအိုးရဲ့အောက်ခြေကိုဓာတ်ရိုက်ကြီးကတ်သွားတယ်ပေါ့နော်ဒီလိုအဝါရောင်လေးတန်းလာတဲ့အချိန်ကျမှပဲသူကစီပေါ်မှာပေါ်လာတာအဲ့ဒီအချိန်ကျမှပဲဟိုဘက်ဒီဘက်လန်ပေးရတာပေါ့နော်ကဲဒီလိုနဲ့ပဲဒေါ်နေကြီးလဲဟိုဘက်လန်လိုက်ဒီဘက်လန်လိုက်နဲ့ကျွတ်သွားတဲ့အနေထားလေးရောက်တဲ့အထိကြော်ပေးလိုက်ပါတယ်ကဲဒီလိုဆိုရင်ကတော့ကျွတ်ရွပြီးအရန်ကိုစားကောင်းတဲ့ပဲကကြော်လေးတွေရရှိလာပါပြီဒီနီးလေးကဒေါ်နေကြီးအမြဲတမ်းကြော်စားနေကြဖြစ်တဲ့အတွက်မိဘပြည်သူများသိရအောင်လာရောက်ဝေမျှပေးရခြင်းပဲဖြစ်ပါတယ်ကဲဒီမှာကြည့်လိုက်ပါအရန်ကိုကျွတ်ရွပပကြီးပဲကကြော်လေးတွေကိုအရသာရှိသုံးဆောင်နိုင်ပါပြီနောက်ဆုံးအနေနဲ့ဒေါ်နေကြီးမိဖို့ကြောင့်ထဲမှာယောဂီဝတ်စုံလေးဝတ်ပြီးပဲကကြော်နေတဲ့မြင်ကွင်းကိုကတော့လက်ဆောင်အဖြစ်နဲ့ထည့်ပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တတ